အားလုံးမင်္ဂလာပါတစုံတစ်ယောက်ကတင့်ကိုတကယ်ပဲထူးခြားစွာဆက်ဆံခဲ့ဘူးသလားဥပမာမမျှော်လင့်ထားတဲ့လက်ဆောင်တစ်ခုရရှိခဲ့တာမျိုးဒါမှမဟုတ်တစုံတစ်ယောက်ကတင့်အတွက်ရိုးသားစွာအချိန်ပေးခဲ့တဲ့အခိုက်အတန့်မျိုးဒီလိုအခိုက်အတန့်တွေကနှလုံးသားကိုနှွေးထွေးစေပြီးကျေးဇူးတင်စိတ်နဲ့ပြည့်စေတယ်မဟုတ်လားဒီနေ့မှာဒါဝိဒ်ကဖျားသခင်ထံမှရရှိခဲ့တဲ့အံ့ဩဖွယ်မေတ္တာနဲ့သူ့ရဲ့လှပတဲ့တုံ့ပြန်မှုကိုတစ်ဆင့်ကျွန်ုပ်တို့ဘဝမှာအသုံးချနိုင်တဲ့ဇာတ်လမ်းတစ်ခုကိုမျှဝေမယ်ဓမ္မရာဇဝင်ဒုတိယစာအုပ်အခန်း9မှာဒါဝိဒ်ဟာဖျားသခင်ကသူ့ကိုပေးခဲ့တဲ့ကြီးမားတဲ့ဂရုတော်အတွက်ကျေးဇူးတင်စိတ်နဲ့ချီးမွမ်းမှုနဲ့တုံ့ပြန်ပါတယ်ဖျားသခင်ကဒါဝိဒ်ရဲ့ထီးနှံကိုထိမ့်သိမ်းပေးမယ်လို့ဂရုပေးုံတင်မကပဲသူ့မိသားစုဟာမျိုးဆက်ပေါင်းများစွာဖျားရဲ့လူမျိုးကိုဦးဆောင်မယ်လို့ကြေညာခဲ့တယ်အဲ့ဒီအချိန်မှာဒါဟာစိတ်ကူးရင်လို့တော့မရနိုင်တဲ့လက်ဆောင်တစ်ခုပါဒါဝိဒ်ဟာမူလကတိုးထိန်တစ်ယောက်ပဲဖြစ်တယ်သူဟာဘုရင်ဖြစ်လာဖို့ထိုက်တန်တဲ့သူတစ်ယောက်မဟုတ်ခဲ့ဘူးဒါပေမဲ့ဘုရားသခင်ကသူ့ကိုဘုရင်အဖြစ်ရွေးချယ်ပြီးဒီလိုကြီးမားတဲ့ဂရုတော်ကိုပေးခဲ့တယ်ဒါဝိဒ်ဟာနှိမ့်ချစွာဆုတောင်းတယ်ကျွန်ုပ်ဒီညီသူနဲ့ကျွန်ုပ်မိသားစုဒီအဘယ်နည်းအမျှကြီးမားသောမေတ္တာကိုကျွန်ုပ်အားပြသတော်မူခဲ့သည်။ဟီဘရုဘာသာမှာညီသူဆိုတဲ့စကားလုံးဟာဒါဝိဒ်ရဲ့နှိမ့်ချစိတ်ကိုထင်ဟပ်စေတယ်သူကိုယ်တိုင်ကိုသေးငယ်သူအဖြစ်မြင်ပြီးဘုရားရဲ့ကျေးဇူးတော်ကိုခမ်းနားစွာမြင်ခဲ့တယ်။အိုဖျားသခင်ကိုတော်ဒီအမှန်တကယ်ကြီးမြတ်တော်မူပြီးကိုတော်နှင့်တူတူမရှိပါဆိုတဲ့သူစကားတွေကသူ့ရဲ့ကျေးဇူးတင်စိတ်နဲ့နှဆိုင်တဲ့ယုံကြည်ခြင်းကိုဖော်ပြတယ်။ဒါဝိဒ်ဟာဒီအားလုံးဟာဖျားသခင်ရဲ့ကောင်းမြတ်တဲ့နှလုံးသားကနေလာတာကိုသိခဲ့တယ်။ဒီဇလန်းဟာဒါဝိဒ်တယောက်တည်းရဲ့ဇလန်းမဟုတ်ဘူးဖျားသခင်ဟာဒါဝိဒ်ရဲ့သားမြစ်တွေကတဆင့်ပုံမကြီးမားတဲ့ဂရုတော်ကိုပြည့်စုံစေခဲ့တယ်။အဲ့ဒီဂရုတော်ဟာယေရှုကတဆင့်ပြည့်စုံခဲ့တယ်။ယေရှုဒါဝိဒ်ရဲ့သားမြစ်တူအနေနဲ့ရောက်လာပြီးကျွန်ုပ်တို့အားလုံးကိုမေတ္တာနဲ့ဖက်တွယ်ခဲ့တယ်။ယေရှုဟာကျွန်ုပ်တို့အတွက်လက်ဝါးကပ်တိုင်မှာအသေးခံပြီးပြန်လည်ထမြောက်ခြင်းအဖြစ်ကျွန်ုပ်တို့ကိုဖျားရဲ့တန်ဖိုးရှိတဲ့မိသားစုထဲသို့ဖိတ်ခေါ်ခဲ့တယ်။ဒါဝိဒ်ကဖျားရဲ့မေတ္တာကိုကျေးဇူးတင်စိတ်နဲ့တုံ့ပြန်ခဲ့တယ်လို့ယေရှုကလည်းကျွန်ုပ်တို့ကိုဒီမေတ္တာကိုလက်ခံပြီးကျေးဇူးတင်စိတ်နဲ့နေထိုင်ဖို့ဖိတ်ခေါ်တယ်ယေရှုကကျွန်ုပ်တို့တဦးချင်းစီအားသင်သည်ထူးခြားသူဖြစ်တယ်လို့ပြောပြီးနှွေးထွေးစွာဆက်ဆံတဲ့ဒီမေတ္တာဟာဒါဝိဒ်ရရှိခဲ့တဲ့လက်ဆောင်ထက်အစပေါင်းများစွာပိုကြီးမားတဲ့လက်ဆောင်တစ်ခုပါဒါဆိုဒါကိုကျွန်ုပ်တို့ဘဝမှာဘယ်လိုအသုံးချနိုင်မလဲပထမဦးစွာနှိမ့်ချတဲ့နှလုံးသားကိုထားရှိပါဒါဝိဒ်လိုဒီလိုမေတ္တာကိုရရှိဖို့ကျွန်ုပ်ကဘာများလဲဆိုတဲ့စိတ်ထားနဲ့ကျွန်ုပ်တို့ပတ်ဝန်းကျင်ကအနေငယ်များသောကူညီမှုတွေအတွက်တောင်ကျေးဇူးတင်ပါဒုတိယအနေနဲ့ကျေးဇူးတင်စိတ်ကိုဖော်ပြပါတစုံတစ်ယောက်ကကျွန်ုပ်တို့အတွက်ကောင်းမှုတစ်ခုလုပ်ခဲ့ရင်ကျေးဇူးပါလို့ပြောတာမျိုးဒါမှမဟုတ်မှတ်စုတိုလေးတစ်ခုနဲ့ကျွန်ုပ်တို့ရဲ့နှလုံးသားကိုမျှဝေပါနောက်ဆုံးအနေနဲ့တခြားသူတွေကိုထူးခြားစွာဆက်ဆံပါယေရှုကကျွန်ုပ်တို့ကိုမေတ္တာနဲ့ဆက်ဆံခဲ့တယ်လို့မိသားစုတငယ်ချင်းတွေဒါမှမဟုတ်သူစိမ်းတွေနဲ့တောင်နှွေးထွေးတဲ့စကားလုံးတွေဒါမှမဟုတ်သေးငယ်တဲ့ကရုဏာတွေကိုမျှဝေပါဖျားသခင်ကဒါဝိဒ်ကိုထူးခြားစွာချစ်ခဲ့ပြီးယေရှုကတဆင့်ကျွန်ုပ်တို့အားလုံးကိုပုံမကြီးမားတဲ့မေတ္တာနဲ့ဖက်တွယ်ခဲ့တယ်ဒီနေ့မှာဒါဝိဒ်လိုကျေးဇူးတင်စိတ်နဲ့နေထိုင်ပြီးယေရှုလိုကျွန်ုပ်တို့ပတ်ဝန်းကျင်ကလူတွေကိုနှွေးထွေးစွာဆက်ဆံပါစို့သေးငယ်တဲ့ကရုဏာတစ်ခုကတစုံတစ်ယောက်ရဲ့တနေ့တာကိုပြောင်းလဲပေးနိုင်တယ်ဒီထူးခြားတဲ့မေတ္တာကိုအတူတူမျှဝေကြပါစို့